ကျွန်တော်တို့အဖွဲ့အခုဂျိုင်းလဲရွာကိုကူးဖို့အတွက်ကညင်လေစိတ်မှာဘတို့ရောက်တော့ဘတို့ပေါ်ကျွန်တော်တို့ မောင်းလိုက်ရမှာရတယ် ဆိုင်ကယ်တင်ပေါ့နော်ဘတို့လေးကသေးတော့နှစ်စီးပဲဆန့်မှတစ်စီးတင်မှာပြရစီးတင်မို့လက်ခက်တယ်ဒီမှာသဲတောင်ကနေပြီးတင်ရတာနည်းနည်းမလွယ်ဘူး တော့အောင်မယ် ဘိုးများတဲ့ဘိန်းကိုတော့ခက်တယ်အဲ့မှာကျွန်တော်တို့စောင့်နေကြတော့ပေါ့ဗျာဂလုတ်ကလည်းသူကချက်ချင်းမရောက်ဘူးစောင့်ရတယ်အဲ့မှာကျတော့အဲ့ဒါစောင့်နေတော့ဗျာစိုက်ဝါလာစိတ်ပူလို့ပြောတာလားမသိပါဘူးဘေးရလူတွေခင်ဗျားတို့ဟိုဘက်ကြလို့ရှိရင်ချတဲ့အခါကျရင်သဲတောင်မှတင်လေကြီးတဲ့ချာမှာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်နဲ့ကျွန်တော်တို့ချင်းကြောက်လိုက်တာဗျာစိတ်ပူလို့ပြောတာလားတော့မသိဘူးပေါ့နော်အဲကျွန်တော်တို့ကဘလို့ဖြစ်သွားမယ်ဗျာဆိုပြီးတော့အဲ့ဒါဘလို့လေးကလည်းသေးတော့နှစ်စီးတစ်ခေါက်နှစ်ခေါက်ခွဲပြီးတင်ညာတင်ပြီးတော့အဲ့ဒါရအောင်တင်ပြီးတော့ အဲ့တော့ကျ သွားကြတာပူးကြတာဗျာ